ဘဲအမေကြီးကဗီတာမင်ပလင်းတစ်လုံးလုံးမျိုးချလိုက်မိရကနေလုံးဝမမျောလင့်ထားတဲ့အဖြစ်အစမ်းတစ်ခုဖြစ်သွားပါတော့တယ်ဗီတာမင်ဆေးတွေအာနိတင်ပြလာပြီးတိတ်မကြခင်မှာပဲဘဲအမေကြီးဟာဦးကြီးတစ်လုံးအုပ်ချလိုက်ပါတယ်ဒီလိုပေါ့လောရိုက်စရာအခြေအနေကြောင့်ပတ်ဝန်းကျင်ကအိမ်နီးနားချင်းတွေလည်းအပြေးလွှာဝိုင်းအောင်လာကြတာပေါ့သူတို့တွေဘာလုပ်လို့ဘာကရမှန်းတော့မသိသေးခင်မှာပဲအဲ့ဒီဦးကြီးကတုံခါလာပြီးအထဲကနေအဝါရောင်ဘဲပေါက်ကြီးတစ်ကောင်အကွက်ထွက်လာပါတယ်အဲ့ဒီဘဲပေါက်ကသူ့အမေထက်တောင်ကိုလုံးကြီးနေပါသေးတယ်အလေးချိန်ကလည်းစံချိန်တင်လောက်အောင်စီးလုံးလို့အလေးချိန်တိုင်းဆက်တောင်ကျိုးပြတ်သွားခဲ့ရပါတယ်အားလုံးကိုပိုပြီးအံ့အားသင့်စေတာကတော့သူ့ရဲ့မတရားကြီးမားတဲ့အစားအသောက်အငမ်းမရစားခြင်းစိတ်ပါပဲထမင်းစားကောင်းလောင်းတန်မြည်လာတာနဲ့တပြိုင်နက်ဘဲပေါက်ကြီးဟာသူ့အမေကိုပါဆွဲပြီးရက်စီးလက်တလို့အရှိန်နဲ့ပြေးထွက်သွားပါတော့တယ်စားတောက်ဆောင်ကိုရောက်တာနဲ့မျက်စိတမိတ်တွင်းမှာပဲရှိသမျှအစာတွေကိုအကုန်ပြောင်တလင်းခါအောင်ကောက်မြုပ်ပစ်လိုက်ပါတယ်ဒီပြုမှုကြောင့်အိမ်နီးနားချင်းတွေကဒေါသထွက်ကုန်ကြပေမဲ့ဘဲပေါက်ကြီးခမရမှာတော့ဘာဖြစ်လို့ဖြစ်မှန်းကိုမသိရှာပါဘူးလူတွေအားလုံးရေကူးနေကြတာကိုမြင်တော့သူလည်းပျော်ပျော်ပါးပါးနဲ့လိုက်ခုန်ဆင်းလိုက်ပါတယ်ဒါပေမဲ့အားလုံးအံ့ဩသွားရတာကဘဲပေါက်ကြီးဟာရုတ်တရက်ကောင်းကင်ဘုံကိုပြန်တက်သွားတာပါပဲဒါကိုသူကိုယ်တိုင်လည်းသတိမထားမိလိုက်ပဲနောက်ကျသွားခဲ့ပါပြီဘဲပေါက်ကြီးဟာရေငုပ်ဘုံတစ်လုံးလိုမျိုးဝုန်းကနေပြန်ပြုတ်ကျလာပြီးကန်ထဲကရေတွေကိုတစ်စက်မကြမ်းဆင်ထွက်ကုန်အောင်လုပ်ပစ်လိုက်ပါတယ်ဒီတခါတော့အိမ်နီးနားချင်းတွေလည်းဆက်ပြီးတီးမခံနိုင်ကြတော့ပါဘူးသူတို့ရဲ့တရားစက်ကန့်ကွက်တိုင်တန်းမှုတွေကြောင့်ဘဲအမေကြီးခမရမှာရွေးချယ်စရာမရှိပဲသူ့ကလေးကိုခေါ်ပြီးမွေးမြူရေးချန်ကနေထွက်ခွာသွားခဲ့ရပါတော့တယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်တတိပေးချက်ပေးတန်ကြီးမြည်လာပြီးရွာသားတွေလည်းလမ်းဖြန့်ပြီးထွက်ပြေးကြရပါတော့တယ်မြေခွေးနီတကောင်ရွာထဲကိုကျူးကျော်ဝင်ရောက်လာလို့ပါပဲအဲ့ဒီမြေခွေးကဘဲပေါက်ကြီးရဲ့ခေါင်းကိုအပြင်းပြင်းနဲ့လှမ်းရိုက်လိုက်ပါတယ်သူ့အမေကတော့ထိတ်လန့်တုန်လှုပ်သွားပေမဲ့ဘဲပေါက်ကြီးကတော့မြေခွေးကသူ့ကိုလာဆနောက်ကစားနေတယ်လို့ပဲထင်နေခဲ့တာပါပြီးတော့မြေခွေးရဲ့လက်ပင်ကိုလှမ်းဖက်လိုက်ပါတော့တယ်မြေခွေးခမအသက်ရှူချက်ပြီးမျက်နှာကြီးပြနှက်လာတဲ့အထိအသေးတန်ရုန်းကန်ရပါတော့တယ်တော့တေးလို့ပဲမြေခွေးလွတ်အောင်ရုန်းထွက်နိုင်ခဲ့ပါတယ်ဒီဘဲပေါက်ကအလွယ်တကူနှိမ်လို့ရမယ့်ကောင်မဟုတ်ဘူးဆိုတာသိသွားတဲ့မြေခွေးဟာအကြံတစ်ခုထုတ်လိုက်ပါတယ်ဘဲပေါက်ကြီးကိုပုံနှန်းကစားဆိုပြီးလှည့်စားပြီးတော့အနောက်ကနေချောင်းမြောင်းတိုက်ခိုက်ဖို့ပြင်ပါတော့တယ်ဒါပေမဲ့ကတ်ဆိုးကျင်တော့မြေခွေးတစ်ကိုလုံးရေဆိုရွှဲသွားတာပဲအဖက်တင်ကြမ်းခဲ့ပါတယ်နောက်တော့ဘဲပေါက်ကြီးကခြေရတွေအတိုင်းလိုက်သွားရင်၆ကမ်းပါးတစ်ခုအစုံကိုရောက်သွားပါတယ်ဒါကိုမြေခွေးကမြင်တော့ကျိုးတစ်ချောင်းကိုအမြန်ဆွဲချလိုက်ပြီးဘဲပေါက်ကြီးကို၆ထဲတန်းပြုတ်ကျအောင်လုပ်လိုက်ပါတယ်၆အောက်ခြေမှာတော့မြေခွေးကအိုးကြီးတစ်လုံးအသင့်ပြင်ထားတာပါဒါပေမဲ့ဒီကြံကမြေခွေးကိုယ်တိုင်ရဲ့အသက်ကိုပါရန်ရှာမလို့ဖြစ်သွားခဲ့ပါတယ်ဒါတော့မှမြေခွေးကလက်မလျှော့သေးပါဘူးဘဲပေါက်ကြီးကတစ်ကောင်းတစ်ခုတည်းကိုငုံကြည့်နေတော့မြေခွေးကတနက်တလက်နဲ့ထပ်ပေါ်လာပြန်ပါတယ်ဒါပေမဲ့ဘဲပေါက်ကြီးကတနက်ပြောင်းဝါကိုတာမန်ကရှန်ကလေးညှစ်လိုက်မိရကနေမောင်းကပြုတ်သွားပါတော့တယ်တနက်ကပြောင်းကွဲပြီးပောက်ကွဲသွားတာကြောင့်မြေခွေးဟာလေထဲကိုလွင့်ထွက်သွားပြီးစပားချီထဲကိုတန်းပြုတ်ကျသွားပါတယ်ဘဲပေါက်ကြီးကစိတ်ပူပြီးအပြေးလွှားလာကြည့်တဲ့အချိန်မှာတော့မြေခွေးကသူ့ဘော်ကိုတန်ကြုံကြီးတစ်ချောင်းနဲ့လှမ်းထိုးချလိုက်ပါတယ်ဘဲပေါက်ကြီးခမအရှိန်မထိန်နိုင်ပဲလဲကျလူနီးပါဖြစ်သွားခဲ့ရပါတယ်အဲ့ဒီနောက်မြေခွေးကကလဲစားချေဖို့ဓာတ်တလက်ထုတ်ပြီးအားခဲထားပေမဲ့လည်းဘဲပေါက်ကြီးရဲ့အင်အားကိုတော့မရှင်နိုင်ခဲ့ပါဘူးမကြခင်မှာပဲမြေခွေးဟာရှိသမျှအဝတ်စားတွေပါချွတ်ထွက်ပြီးကိုလုံးတီးနဲ့အသေးတန်ထွက်ပြေးသွားရပါတော့တယ်နောက်ဆုံးမှာတော့အဲ့ဒီဘဲပေါက်ကြီးဟာရွာကိုကယ်တင်ပေးခဲ့တဲ့သူရဲ့ကောင်းကြီးဖြစ်သွားပါတော့တယ်